ဒီနေ့ကတော့ဘတ်စုံသုံးမာလာမှုကိုသုံးပြီးတော့ချက်ချက်တော့မာလာလေးလှုပ်ရှားမှာဖြစ်ပါတယ်ပထမဦးဆုံးချက်ချက်တော့ကိုရေသေးချဆေးပြီးပဲငပြားရဲ့အကြီးချင်းငရုတ်ကောင်းအနှင်းငယ်ထည့်ပြီးပြုတ်ထားပါမယ်ပြုတ်နေတဲ့အချိန်အတွင်းမှာငရုတ်သီးစိမ်းလေးကိုရေဆေးပြီးတော့ကြက်သွန်ဖြူလေးခွာပြီးကြိတ်ဖို့ပြင်ပါမယ်ရှင်ပြီးတာနဲ့တိတ်ဆက်သေးကိုထည့်ပြီးတော့ကြိတ်ပါမယ်ရှင်ချိတ်ဆက်မရှိတဲ့သူတွေကတော့ငရုတ်စုံနဲ့ထောင်းလဲရပါတယ်။ချီညက်အောင်ထောင်းပြီးရင်တော့ချက်ချက်တော့နေတဲ့အခါမှာအရသာပူစိတ်ဝင်လွယ်ပြီးတော့အရသာပူရှိမှာဖြစ်ပါတယ်ရှင်။ထိပ်ပြီးသွားရင်တော့နေမဲ့စလုံးလေးကိုခေါ်ထည့်ထားပါမယ်။ပြီးရင်တော့ဘတ်စုံသုံးမာလာမုန့်လေးကိုထည့်ပါမယ်။ဝီလူကတော့အိမ်မှာပဲစားတာဖြစ်တဲ့အတွက်အရသာအရန်မပြင်းအောင်သုံးဆုံးပဲသုံးထားပါတယ်။တငယ်ချင်းတို့ကတော့ကိုကြိုက်တဲ့အရသာပေါ်မူတည်ပြီးတော့စိတ်ကြိုက်ထည့်လို့ရပါတယ်။ငယူပြီးထောင်းထားတာနဲ့မာလာမုတ်လေးတွေအစင်းသင်းဖြစ်ရင်တော့စလုံးထဲကိုပြုတ်ထားတဲ့ကြက်ရှောက်လေးတွေထည့်ပါမယ်။ဒါဆိုရင်တော့နေဖို့အတွက်အစင်းသင်းဖြစ်နေပါပြီ။မြူတိပါတဲ့အတွက်ဝီရုကတော့လက်ပူမှာဆိုလို့လက်အိတ်လေးနဲ့ပဲနေလိုက်ပါတယ်။အရသာပုံစိတ်ဝင်ပြီးစားလို့ကောင်းအောင်9မိနစ်လောက်စိတ်ရှည်လက်ရှည်လေးနေပြီး10မိနစ်လောက်နှက်ထားပါမယ်နော်။ဒါဆိုရင်တော့အရင်အရသာရှိတဲ့ချက်ချက်တော့မာလာလေးရပါပြီအားတဲ့ရက်ကလေးအိမ်မှာမိသားစုနဲ့အတူတူချက်ချက်တော့မာလာကိုလွယ်လွယ်ကူကူလှူစားလို့ရအောင်လို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်အဆုံးထိချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် vlog လေးမှာလည်းပြန်တွေ့ကြမယ်နော်